ဆရာတော်ဒီမှာအရှိတယ်ဟိုဘက်မှာသွားနေတာဟုတ်လားဆရာတော်ကိုပါပြီအခုမချောင်းလေကိုပြီဆရာတော်ဒီမှာနိုင်ရောမင်းပြန်တော့ချိန်ပါကွာဘာဖြစ်လို့ဒီတညာတဲ့နဲ့ဝင်းတဝင်းလုံးဒီပုံစံဖြစ်သွားတာလေဆရာတော်ကအိမ်မက်မက်နေထင်းလို့လားညကမိကြီးလောင်တော့လေတပည့်ကဆရာတော်ကြောင့်အုပ်ထားလို့အခုချိန်ကြီးဆရာတော်အသက်ရှင်နေတာဒီခန်းကိုတော့ကာဝယ်နိုင်တဲ့အစွန်းရှိတာဘာဖြစ်လို့တခြားခန်းတွေကိုကာကွယ်မှုမပေးရတာဆရာတော်ဘာမှမသိသေးပါဘူးဒီကကျောင်းတိုင်ကြီးကိုယ်တိုင်ကတပည့်တော်ကိုမီးရှို့တာဗျတော်သေးရပေါ့တပည့်ကကြိုသိလိုက်လို့မဟုတ်လို့ကတော့လေဆရာတော်အခုနေပြာဖြစ်နေပြီဟုတ်ခုံရှောက်ပြီးပြောမနေနဲ့သူတို့ကမင်းကိုစိတ်အနှောက်ယှက်ပေးလို့ဒီမီးကိုမင်းရှုပ်ခဲ့တာမဟုတ်ဘူးလားဆရာတော်တပည့်ကဒီလိုမကောင်းကြတဲ့ဟာမျိုးကိုတခါမှမလုပ်ဘူးဗျအဲ့ဒီဘုန်းကြီးကသာဆရာတော်သင်္ကန်းကိုသဘောကျလို့လေအခွက်ချလောက်တာအဲ့လိုဆိုတော့လေတပည့်ကလေးလေးနည်းနည်းတိုက်လိုက်ရုံပါပဲသာဓုမီးလောင်နေတာကိုရင်းနဲ့ကူညှင်းရမှာကိုမင်းကဘာလို့လင်းနဲ့ကူရတာလဲရှေးစကားရှိလေကြားစိတ်ဆိုးအောင်မလုပ်ရင်ကြားကမကြိုက်ဘူးသူတို့မင်းမရှို့ရင်တပည့်လည်းလေးတိုက်ဆရာမလုပ်ဘူးဆရာတော်ဒီလိုဖြစ်သွားမှတော့ဘယ်တတ်နိုင်မလဲဒါနဲ့သင်္ကန်းကိုကိစ္စမရှိပါဘူးစိတ်မပူနဲ့သင်္ကန်းထားတဲ့ကျောင်းဆောင်ကမီးထဲမပါပါဘူးဗျဒါဆိုသွားယူလာခဲ့ဟာတရေလာပြီမကောင်းဆိုးပါလာပြီလာခဲ့ကြဒီအောင်လာလိုက်လာပါပြီဒီလာခဲ့ကြလာလေကြောက်ပါလိဗျာကြောက်ပါလိဟာလေဟိုကျောင်းတွေကညွှန်ကြားလို့လောက်ရတာပါကျွန်တော်တို့တွေလည်းဘာမှမဆိုင်ပါဘူးဗျာကျွန်တော်ထိဖြစ်သွားတာပဲမြတ်စွာဘုရားငါ့ကိုမြတ်တရေမင်းတို့ငါ့ကိုမီးနဲ့ရှို့လည်းမသိဘူးဟုတ်ပါတယ်သူ့ကိုချလာပြီကျွန်တော်တို့ကိုချလာပြီပါထားလာအခုလားထားဒီတော့ကြောင်းတိုင်ဆရာတော်ပါပါကြောင်းတိုင်ဆရာတော်အနောက်ကမ်းပါဆရာတော်ဘယ်လိုလဲကြောက်တော့လိုက်ရှာကြတော့ဆရာတော်တေးပြီအရှိဒီမှာကြည့်လိုက်ပါဦးဘုရားသခင်စောင့်ရှောက်တော်မူပါကိုယ့်ရဲ့အမားကိုသိလို့တေချောင်းကြံစီခဲ့တာလားစိတ်ထဲမှာမအေးနိုင်ပဲမိတော့ကြည့်လို့ရင်ထဲမှာလုံမြိုက်နေခဲ့တာဖြစ်မှာပေါ့မြတ်စွာဘုရားကိုးကွယ်ပါ၏ဟေးသင်ကဘယ်ရောက်သွားလဲမသိပါဘူးဟဲ့မင်းတို့သင်ကကိုဖွာထားလိုက်ပြီမလားမြောက်မင်းမလုံးဝပါဘူးယာကိုရောတင်ငန်းကိုလေဟိုကျောင်းတိုင်ဆရာတော်ကြီးအများချုပ်ပြီးမီးလောင်သွားတော့တင်ငန်းကမီးလောင်သွားပြီထင်တယ်အဲ့ဒီသင်္ကန်းဟာမိကိုကန်နိုင်တဲ့ယေဒနာပါမိမလောင်နိုင်ပါဘူးကိုရောတခုပြောမယ်ဒီပြဿနာဖြစ်လာအောင်မင်းကပဲစခဲ့တာ
ဘာဖြစ်လို့လူတွေကိုဒုက္ခပေးချင်နေရတာလဲ မဟုတ်ဘူး မင်းဒီရွှေသင်္ကန်းကိုပြန်မယူနိုင်ရင်ငါ့ကိုအစိုးမစိုးနဲ့နော်ဂါထာကိုရွတ်မှာ ဟင်ဆရာတော်မရွတ်ပါနဲ့အာလာခဲ့ကြကဲတော့အောင်ကြကဲကျုပ်တခုမေးမယ်ဒီပတ်ဝန်းကျင်မှာမကောင်းဆိုးပါတွေဒေးလား မကောင်းဆိုးပါအော်ရှိရပေါ်ဒီကနေ